အခုကဂျန်နာလည်းနီးလာပြီဆိုတော့ညီကိုတို့အနေနဲ့ကာလာတွေစိုးမယ်လို့စဉ်းစားထားတဲ့အခါမျိုးမှာကိုမျက်နှာအရင်မလင်းဘူးလို့ခံစားရတဲ့အချိန်မျိုးမှာစိုးတဲ့အယောင်လေးတွေကိုကျွန်တော်မျှဝေပေးပါမယ်အဲ့ဒါတွေကတော့ကျွန်တော်အခုပုံမှန်ပြထားတဲ့အညိုဘက်သွားတဲ့အယောင်မျိုးလေးတွေပို့ပြီးတော့တင့်တော်တယ်ပေါ့နော်ဒါဆိုရင်မျက်နှာမဲလည်းအဆင်ပြေတယ်မျက်နှာနဲ့အယောင်နဲ့လွတ်ကြီးဖြစ်မနေတော့ဘဲနဲ့စိုးလို့လည်းတင့်တော်တယ်နောက်ပြီးတော့ကျွန်တော်ဒီလိုနီညိုရောင်မျိုးလေးတွေလည်းစိုးလို့အဆင်ပြေတယ်ဗျဒီနီညိုရောင်ကကြတော့ချွတ်စေမချွတ်ပဲနဲ့ original အမေကနေတန်းဆုံးမယ်ဆိုရင်ဒီ level လောက်ကိုရောက်တယ်ပေါ့နော်ချွတ်စေချွတ်လိုက်ရင်တော့ဒါမျိုးကြီးအရင်လင်းသွားလိမ့်မယ်ဒီနီညိုရောင်လေးတွေကလည်းမျက်နှာမဲတဲ့သူတွေနဲ့အဆင်ပြေပါတယ်ဗျနောက်တစ်ခုကညီကိုတို့အတွက်အားလဲကြပြီးတော့မျက်နှာမဲဖြူဖြူတင့်တော်မဲဒီလို highlight လေးတွေတစ်ကောင်းလုံးဖောက်လိုက်တာမျိုးပေါ့နော်အဲ့လိုလေးတွေဆိုရင်လည်းမျက်နှာမဲတာတွေပါရအဓိကမကြတော့ဘဲနဲ့ပို့ပြီးတော့အဆင်ပြေတယ်အရင် bling မဖြစ်ဘဲနဲ့ကြည့်ရလဲ fine ပါလိမ့်မယ်နောက်တစ်မျိုးကတော့ဒီလို blondie ပေါ့နော်ရွှေအောင်မှဖြော့ဆိုးပေါ့ဗျာအရင်လင်းအောင်မဆိုးဘဲနဲ့ကိုနေရဲမယ်ဆိုရင်တော့ဒီလို blondie color ဖြော့လေးတွေဆိုးလို့လည်းရနိုင်ပါတယ်ဒီကတော့ဗျာကိုကချွတ်စေမချွတ်ပဲနဲ့ဆိုးလို့ရတဲ့ရိုးအယောင် normal အယောင်တွေပဲဆိုးမယ်ဆိုလို့ရှိရင်တော့အသားမဲတာဖြစ်စေမျက်နှာမဲတာပဲဖြစ်စေအရင်ကြည့်ရတာရုံမပေါက်ပဲနဲ့အဆင်ပြေတယ်ကိုကနေရဲမယ်ဆိုရင်တော့လည်းချွတ်စေပဲချွတ်ပြီးတော့အဖြူပဲဆိုဘလိုပဲဆိုအဆင်ပြေတယ်ဗျဒီကတော့ကျွန်တော်ဒီဗီဒီယိုမှာတော့မျက်နှာမဲလို့ဘာရောဆိုးရမလဲရွေးရခန့်နေညီကိုတွေကိုကျွန်တော်ရွေးချက်စရာလေးတွေအောင်ပြောပြပေးတာပါအသားဖြူတဲ့လူတွေမျက်နှာဖြူတဲ့လူတွေကတော့ခြိုက်တဲ့ရောင်ဆိုးနိုင်ပါတယ်ဗျအဖြူပဲဆိုအစိမ်းပဲဆိုအနီပဲဆိုခြိုက်တဲ့ရောင်ဆိုးလို့ရတယ်ဒီကမျက်နှာညိုတဲ့မဲတဲ့ညီကိုတွေကတော့ကာလာနည်းနည်းရွေးပြီးဆိုးပေးရမယ်ပေါ့နော်ဒီကကျွန်တော်အခုပြောပြပေးခဲ့တဲ့ဒီဗီဒီယိုတွေကရောင်လေးတွေ try ကြည့်ရင်တော့အဆင်ပြေပါလိမ့်မယ်ဗျဒီဗီဒီယိုလေးကတော့လောက်ပါပဲဗျအဆုံးထိကြည့်ပေးညီကိုတွေကိုကျေးဇူးထူးပဲတင်ပါတယ် See you in the next video